ဒီနေ့ကတော့ topic 1ရဲ့ reading ပိုင်းကိုဖြည့်ကြည့်ကြမယ်ပေါ့နော်သူက35ချိန်မြောက်စာမပွဲမိကွန်ဟာနံပါတ်31ကနေ33ထိကိုကြည့်အောင်무엇에대한이야기입니까? 보기와 같이 알맞은 것을 고르십시오. 다 바장야를 표현해야 ဖြစ်ပါတယ် ပေါ့နော်ဥပမာမှာပြပေးထားတဲ့အတိုင်းသင်လျော်ရာကိုရွေးပြီးတော့ဖြည့်ပေးရမယ်ဆိုတော့ဥပမာမှာ덥습니다. 바다에서 수영합니다. ပူပါတယ်ပင်လယ်မှာရေကူးပါတယ်တဲ့သူကအဖြေမှန်1ကိုရွေးထားပေးပြီးသားเนาะဆိုတော့ကြည့်အောင်여름 누야디 날씨 야디우루 모리와다ပြီးရင်나이အသက်나라နိုင်ငံဆိုတော့ပူတယ်ပင်လယ်မှာရေကူးတယ်ဆိုတော့နွေရာသီအကြောင်းပြောရမှာလို့เนาะနံပါတ်1ကအဖြေမှန်ဒါဆိုရင်31ကနေစပြီးကြည့်အောင်저는 김민수입니다. 이 사람은 제임스입니다. 저는 김민수 ဖြစ်ပါတယ်သူကတော့ James ဖြစ်ပါတယ်ဆိုတော့ဒါလူနာမည်တွေမိတ်ဆက်နေရပေါ့နော်အဲဆိုအောက်မှာ၄ခုပေးထားတာက시간အချိန်장소နေရာ이름နာမည်주말စနေတနင်္ဂနွေပိတ်ရက်ဆိုတော့အဖြေမှန်ကဘာဖြစ်မလဲနာမည်이름နံပါတ်3ပြီးရင်နံပါတ်32ကကြတော့불고기를 먹습니다. 맛있습니다. 불고기ဆိုတာသူတို့ဟင်းတစ်မျိုးပေါ့နော်အမဲသားအချိုချက်လေးအဲ့တော့불고기ကိုစားပါတယ်အရသာရှိပါတယ်အောက်မှာက shopping ထွက်တယ်사람လူ노래တချင်း음식အစားအသောက်ဆိုတဲ့အခါကျတော့ 불고기ကအစားအစာဆိုတော့နံပါတ်4ကအဖြေမှန်ဖြစ်မယ်နော်33 선생님을 만납니다. 공부를 합니다. 시간에တွေ့ပါတယ် စာလုပ်ပါတယ်အောက်မှာပေးထားတာက학교 장 요일ဆိုတာကြတော့월요일 화요일เนาะ수요일အဲ့လိုတနင်္လာရင်ကဗုဒ္ဓဟူးလို့နေ့ရက်တွေကိုပြောတာ취미ဝါသနာ날짜ကြတော့ date ပေါ့နော်ရက်စွဲဥပမာ3일 4일 4ရက်နေ့3ရက်နေ့အဲ့လိုမျိုးဟာဆိုတော့အပေါ်မှာဆရာနဲ့တွေ့တယ်စာလုပ်တယ်ဆိုတော့ကျောင်းနဲ့ပဲသက်ဆိုင်เนาะကျောင်းရွေးမယ်အဖြေမှန်နံပါတ်1ဆက်ကြည့်အောင်နံပါတ်34ကနေ39ထိရကြတော့보기와 같이 괄호에 들어갈 가장 알맞은 것을 고르십시오เนาะဆိုတော့အောက်မှာပြပေးထားတဲ့အတိုင်းဥပမာမှာပြပေးထားတဲ့အတိုင်းကွက်လက်ထဲမှာထည့်ပေးရမယ်ထည့်ပေးဖို့အသင့်တော်ဆုံးစကားလုံးရွေးပေးရမယ်เนาะဆိုတော့ကြည့်အောင်ဥပမာ 날씨가 좋습니다. ကွက်လက်이 맑습니다. 맑다ဆိုကြည်လင်တာမျိုးเนาะဆိုတော့ရာသီဥတုကောင်းပါတယ်တဲ့ကွက်လက်ကကြည်လင်ပါတယ်ဆိုပြီးတော့ပေးထားတယ်အဖြေတွေကကြတော့ 눈ဆိုတာနှင်းလဲရတယ်မျက်လုံးလဲရတယ်เนาะ밤ဒါညဘက်ဒါမှမဟုတ်တခြားသည်နောက်하늘ကောင်းကင်구름တိမ်ဆိုတော့ကြည်လင်နေဆိုရင်ကောင်းကင်ရကြည်လင်နေပေါ့နော်ရာသီဥတုကောင်းရင်ကောင်းကင်ရကြည်လင်နေဆိုတော့နံပါတ်3 하늘ဒါအဖြေပတ်သူရွေးပေးထားပြီသားနော်နံပါတ်34ကိုဖြည့်ကြည့်အောင်몇 시 꼴렛 옵니까? 배ချိန်လာမှာလဲဆိုတော့ဘယ်အချိန်လာမှာလဲဆိုရင်တို့ကဒီမှာထည့်ပေးရမှာအောက်မှာပေးထားတာတွေကဂါဆိုတာကဂါပေါ့နော်ကျွန်တော်ကကျမနောက်နင်းကြတော့ကျွန်တော်ကတော့ကျမကတော့ရကြတော့ဗာလဲဆိုတော့သူကကံပြပုတ်တွေကိုပေါ့နော်နောက်ဆိုတာကြတော့အချိန်ပြပုတ်ဖြစ်မယ်မှာနိုင်မှာတွင်ဝဲလဲကမှာတို့เนาะအချိန်နဲ့ပတ်သက်တဲ့ဟာမျိုးဆိုတော့ဒီမှာအပေါ်မှာလည်းမျောရှိကအချိန်ဆိုတော့မျောရှိ옵니까ဘယ်ချိန်လာမှာလဲဆိုတော့အဖြေမှန်နံပါတ်4꼴렛갑니다 우유를 삽니다ကိုသွားပါတယ်နွားနို့ဝယ်ပါတယ်ပေးထားတာက가게ဆိုင်교실ကျောင်းခန်းစာသင်ခန်းပေါ့နော်은행ဘဏ်서점စာအုပ်ဆိုင်ဆိုတော့နွားနို့ဝယ်ဖို့သွားလို့ရတာကဒီမှာဒီတိုင်းရိုးရိုးဆိုင်ပေါ့နော်ကုန်းစုံဆိုင်လို့ခါခဲ့နံပါတ်1ကအဖြေဖြစ်မယ်저는 한국어 선생님입니다. 한국어를 꼴렛ကျွန်တော်ကတော့ကိုရီးယားစာသင်တဲ့ဆရာဖြစ်ပါတယ်ကိုရီးယားဘာသာစကားကို꼴렛 줍니다ပေးပါတယ်모릅니다မသိပါဘူး가르칩니다သင်ကြားပါတယ်일어납니다အိပ်ယာထားပါတယ်ဆိုတော့နံပါတ်3가르칩니다အဖြေမှန်ဖြစ်မယ်နော်
သင်ကြားပါတယ် Now နံပါတ်39 요즘 일이 꼴라 바쁩니다 အခုတလောအလုပ်တွေကွက်လက်ဖြစ်နေရဲ့အလုပ်များနေပါတယ်မအားပါဘူး바쁩니다မအားပါဘူးဆိုတော့အလုပ်များတာဖြစ်မှာပေါ့နော်ကြည့်အောင်비쌉니다ဈေးကြီးပါတယ်작습니다သေးငယ်ပါတယ်많습니다များပါတယ်များပြားပါတယ်나쁩니다ဆိုးရွားပါတယ်ဆိုတော့အဖြေမှန်많습니다 요즘 일이 많습니다 바쁩니다မအားပါဘူးအလုပ်များနေရင်မအားပါဘူးဆိုတော့နံပါတ်3ကအဖြေမှန်ဖြစ်မယ်နံပါတ်38ကြည့်အောင် 산을 좋아합니다 그래서 등산을 꼴라 합니다တောရီတောင်တွေကိုကြိုက်နေတတ်ပါတယ်အဲ့ဒါကြောင့်မို့လို့တောင်တက်တာကိုကွက်လက်လုပ်ပါတယ်တဲ့ဆိုတော့ကြည့်အောင်ခြားကျူးမကြာခဏချဲဆိုတာအကြိုက်ဆုံးအသွားဆုံးအလုပ်ဆုံးဆိုတဲ့ဟာမျိုးเนาะနောက်အာကျူးဆိုတာအရန်အကဆိုတာကြတော့ခုနကတော့ကဆိုတော့မကြာခဏသွားတာပဲဖြစ်မှာပေါ့နော်သူကတောရီတောင်တွေကြိုက်နေတတ်တယ်ဆိုတော့မကြာခဏသွားမှာပေါ့နော်တောင်တက်တာအဲ့တော့အဖြေမှန်ခြားကျူးကဲနံပါတ်39ကျန်တာလေးကြည့်အောင်머리가 깁니다 그래서 꼴라 싶습니다သပင်းနေရှည်နေပါတယ်အဲ့ဒါကြောင့်မို့လို့ကွက်လက်ချင်ပါတယ်တဲ့ဆိုတော့ပေးထားတာကဂျာရုကိုဆိုရင်ဂျာရုကို싶습니다ညှက်ချင်ပါတယ်ဒါဖြစ်နိုင်တယ်နော်နာအိုကို싶습니다ထွက်လာချင်ပါတယ်ခါကြီးကို싶습니다ပိုင်းဆိုင်ချင်ပါတယ်မာရှိကို싶습니다တောက်ချင်ပါတယ် no နော်ဆိုတော့အဖြေကနံပါတ်1ညှက်ချင်ပါတယ်ဂျာရုကို싶습니다โอเคအဲ့ဆို40ကနေ42ကိုကြည့်အောင်သူကကြတော့ဒီမှာဖတ်စရာလေးတွေပေးထားတယ်နော်နောက်ပြီးတော့ကြည့်အောင်다음을 읽고 맞지 않는 것을 고르십시오အောက်မှာပေးထားတယ်ကိုဖတ်ပြီးရင်မတူတာကိုရွေးပြရမှာနော်맞는 것을မဟုတ်နော်မှန်တာမဟုတ်ဘူးမမှန်တာကိုရွေးပြရမှာ맞지 않는 것을နော်အဲ့ဒါလေးအများအားဒီခေါင်းစဉ်လေးတွေဖတ်မယ်နှုတ်မို့ဆိုကိုကဘာရွေးရမလဲမသိဘူးနော်1년 사용한 컴퓨터를 팔아요တဲ့တစ်နှစ်အသုံးပြုထားတဲ့ကွန်ပျူတာကိုရောင်းပါမယ်တဲ့가격가 자ဈေးနှုန်းနော်ဒီမှာ3သိန်းဆိုတော့10만 원3သိန်းနောက်연락처ဆက်သွယ်ရန်ဒီမှာ email လေးစာသူပေးထားတယ်ကြည့်အောင်နံပါတ်1က이 컴퓨터는 10만 원입니다တဲ့ဒီကွန်ပျူတာက3သိန်းဖြစ်ပါတယ်3သိန်းကျပါတယ်ဆိုတော့ဟုတ်တယ်နော်အဲ့ဆိုရင်တို့ကမှားတာကိုရွေးရမှာဆိုခဏထားထားမယ်이 컴퓨터를 1년 동안 썼습니다ဒီကွန်ပျူတာကိုတစ်နှစ်လုံးသုံးခဲ့ပါတယ်ဆိုတော့အဲ့ဒါလည်းဟုတ်နေရနော်이 사람은 컴퓨터를 받고 싶습니다ဒီလူကတဲ့ကွန်ပျူတာကိုလိုချင်တာတဲ့အဲ့ဒါသူရောင်းနေရနော်ဆိုတော့ဒါတို့ရဲ့အဖြေမှန်မှားတယ်ဆိုတဲ့ဟာကိုရွေးရင်တို့ရဲ့အဖြေမှန်နံပါတ်3ဖြစ်နိုင်တယ်နော်컴퓨터를 사고 싶으면 이메일로 연락합니다. 컴퓨터 외진로신 이메일에 써둬야 밤에, 너? 또 이메일에 사비타라 홍에. 그래서 뒤에 맞대 네리야 만이래 보아하네 두두배. 에러 넘버 3 많이로서 도에 비만 넘버 3. 너? 게다래 말아 왜 유비야만 너? 또 저기마 폰 메시지 듣고 뼈하래. 민수 씨, 제 동생이 왔어요. 그래서 지금 회사 앞 커피숍에 있어요. 1시에 회사에 가겠습니다. 지현 드림. 저 민수의 ကျမရဲ့မောင်လေးတို့ညီမလေးလာလို့ပါတဲ့အဲ့ဒါကြောင့်မို့အခုကုမ္ပဏီရှိတာကော်ဖီဆိုင်မှာရှိတယ်တဲ့အဲ့မှာတွေ့နေရပေါ့နော်ဆိုတော့တနားကြီးကြာရင်ပြန်လာခဲ့ပါမယ်ယုံကိုတဲ့ဆိုပြီးတော့ဂျီဟွန်ကစာပို့ထားတယ်အဲ့ဆိုရင်ဖတ်ကြည့်အောင်နံပါတ်1က 지현 씨의 동생이 왔습니다. 지현의 마을이 또뭐ညီမလေးလာပါတယ်ဟုတ်တယ်နော်အဲ့တော့ coffee shop은 회사 안에 있습니다. coffeeဆိုင်ကကုမ္ပဏီအထဲထဲမှာရှိတာ no သူပြောရတာက 회사 앞ဆိုတော့ကုမ္ပဏီရဲ့ရှေ့မှာရှိတာအထဲမှာမရှိဘူးအဲ့တော့ဒိုးဖြေကအဲ့ဒါဖြစ်နိုင်တယ်နော်ဒါပေမဲ့အဲ့ဒါကိုမရွေးခင်နောက်ဆက်ဖတ်ကြည့်အောင် 지현 씨는 1시에 회사에 갑니다. 지현ကတနားကြာရင်ကုမ္ပဏီကိုပြန်သွားမှာဟုတ်တယ်နော်지현 씨는 민수 씨에게 메시지를 썼습니다. 지현아 민수 씨고 메시지 보라. ဟုတ်တယ်အဲ့တော့တို့ရဲ့အဖြေမှန်ကတခုတည်းတော့မှားနေတယ် coffee shop เนาะဆိုတော့နံပါတ်2 okay နောက်တစ်ခုကြည့်အောင် 행복 음악회에서 음악과 기타 ပေါ့နော်ဆိုတော့ 음악회ဆိုတာ concert show လို့ stage show လို့အဲ့လိုမျိုးဂီတပွဲကိုခေါ်တာပေါ့နော်သူကနာမည်က 행복 ကပျော်ရွှင်မှုဆိုတော့ဒါက 음악회 နာမည်
음악회 초대합니다. 기타보에 페이파에 기간 소라가 체인 어드린 뚜에 아깐다 체인 간다 블라 어드린 말로 말해 소라 법자하 2014년에 2014년 8월 1일부터 8월 31일 2014년에 신라바인 1ရက်နေ့ ကနေစပြီးတော့신라바인 31ရက်နေ့ထိ 일시 ဆိုတာကြတော့နေ့ရက်တို့အချိန်တို့เนาะ 매주 토요일 오후 8시 아빠센 스니니 오후스러 냐 신나이 장소 하늘공원 하늘 반자마 러바메 따서 너무 급하지요. 하늘공원에서 음악회를 합니다. 호대너 니아가 하늘공원만 러마 토요일마다 음악회가 있습니다. 매주 토요일수록 선니တိုင်းအပတ်စဉ်စနေနေ့ဆိုတာကစနေနေ့တိုင်းဆိုတဲ့အဓိပ္ပာယ်ပဲဆိုတော့ဟုတ်နေနော် Now 이 음악회는 한 달 동안 합니다. ဒီဂီတပွဲကိုတစ်လအတော်တွင်းလုပ်မှာပါဆိုတော့8လပိုင်း1ရက်နေ့ကနေ31ရက်နေ့ဆိုတာတစ်လဟုတ်တယ်နော် ပြီးရင်이 음악회는 7시에 시작합니다. 7시 하나 둘 셋 넷 다섯 여섯 일곱 9 ဟိုမှာပြောထားတာက 8시 8나이ဆိုတော့ဒီဟာတို့ရဲ့အဖြစ်မှန်နံပါတ်4 ကဲခုနမတူတဲ့ဟာကိုမှားတဲ့ဟာကိုရွေးပေးရတာပြီးသွားပြီเนาะအမြဲတမ်းမေးခွန်းခေါင်းစဉ်လေးပြန်ဖတ်ရမယ် 43ကနေ45ကျတော့တဲ့다음의 내용과 같은 것을 고르십시오. တူတဲ့ဟာကိုရွေးရမှာเนาะဒီတစ်ခါကျတော့သူပေးထားတာလေးဖတ်ကြည့်အောင် 저는 매일 아침 산책을 하고 학교에 갑니다. 학생 식당에서 아침을 먹고 수업을 듣습니다. 그리고 커피숍에서 아르바이트를 합니다. 저는 မနက်တိုင်းလမ်းလျှောက်ပြီးတော့ကျောင်းကိုသွားပါတယ်တဲ့ကျောင်းသွားလမ်းလျှောက်ပြီးသွားတယ်ပြီးရင်ကျောင်းကန်တင်းမှာမနက်စာစားပြီးတော့အတန်းတက်ပါတယ်တဲ့ပြီးရင်ကော်ဖီဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ပါတယ်နော်ဆိုတော့တူတာကိုရေးပြရမယ်နံပါတ်1ကိုဖတ်ကြည့်အောင် 저는 아침마다 산책을 합니다. 저는 မနက်တိုင်းလမ်းလျှောက်ထွက်ပါတယ်တဲ့ လမ်းလျှောက်ပြီးတော့ကျောင်းကိုတော့သွားတာဒါပေမဲ့လမ်းလျှောက်တာတော့ဟုတ်တော့ဟုတ်နေတယ်ပြီးတော့ဆက်ကြည့်အောင်နော်မှားတာတွေပါမှာပဲလေ 저는 아침을 먹고 학교에 갑니다. 저는 မနက်စာစားပြီးတော့ကျောင်းကိုသွားပါတယ်မဟုတ်ဘူးနော်ကျောင်းရောက်တော့မှသူက 학생 식당 မှာစားတာနော်ကန်တင်းမှာစားတာအဲ့တော့နံပါတ်2ကမဟုတ်ဘူး 저는 아르바이트를 하고 학교에 갑니다. 저는 အချိန်ပိုင်းအလုပ်လုပ်ပြီးတော့မှကျောင်းသွားမဟုတ်ဘူးနော်သူကကျောင်းမှာအတန်းတက်ပြီးတော့မှအားပါသွားတာဆိုတော့မဟုတ်နေ 저는 학생 식당에서 아르바이트를 합니다. သူကကျောင်းကန်တင်းမှာတဲ့ကျောင်းကန်တင်းမှာအားပါလုပ်တာတဲ့အချိန်ပိုင်းလုပ်တာတဲ့ဆိုတော့အဲ့ဒါလည်းမဟုတ်နေဘူးဆိုတော့ဒိုးနဲ့အပေါ်မှာပြထားတဲ့စာပိုင်းနဲ့တူတဲ့စာကြောင်းဆိုလို့နံပါတ်1 저는 아침마다 산책을 합니다. အဖြစ်မှန်ဖြစ်မယ်နော် Now number 44 다음 주 월요일에 수학 시험이 있습니다. 나오빠တနင်္လာနေ့မှာ သင်္ချာ 사무부에 ရှိပါတယ်. 그 시험은 아주 어렵습니다. အဲ့ဒီ 사무부가 အရန်ခက်ပါတယ်. 그래서 날마다 도서관에 가서 공부합니다. အားကြောင့်မို့ နေ့တိုင်း စာကြည့်တိုက်ကို သွားပြီးတော့ စာလုပ်ပါတယ်.နံပါတ် 1 ကြည့်အောင်. 저는 수학을 좋아합니다. 저는 သင်္ချာဘာသာရပ်ကို သဘောကျပါတယ်. ကြိုက်နှစ်သက်ပါတယ်. 오케이. သူကအဲ့ဒါမပြောထားအောင်နော် 저는 요즘 열심히 공부합니다. အခုတလော ကြိုးစားစာလုပ်ပါတယ်. နေ့တိုင်း စာကြည့်တိုက်သွားပြီးလို့လုပ်တယ်ဆိုတော့ ကြိုးစားစာလုပ်တာဖြစ်နိုင်တယ်ဒါပေမဲ့မှားတာတွေကိုအရင်ဖယ်ထုတ်လိုက်ရင်ပိုလွယ်သွားမယ်နော် 그래서 이번 주에 수학 시험이 있습니다. ဒီပတ်ထဲမှာ သင်္ချာ 사무부 ရှိရတယ်မဟုတ်ဘူးနော် သူကပြောထားတာ다음 주 နောက်အပတ်လို့ပြောထားဆိုတော့ 3ကမဟုတ်ဘူး 1ကလည်းမဟုတ်ဘူး 3ကလည်းမဟုတ်ဘူး ပြီးရင် 저는 월요일마다 어려운 시험이 있습니다. 저는 စနေနေ့တိုင်း ခက်ခဲတဲ့ 사무부 ရှိတယ်အဲ့လိုမဟုတ်ဘူးနော် အပတ်တိုင်း 사무부 ရှိတာမရှိတာလဲတို့မှာ information မရှိဘူးမသိဘူးဆိုတော့ သူကြိုးစားစာလုပ်တယ်ဆိုတာကပဲအပေါ်ကစာပိုင်းနဲ့ကိုက်တာဖြစ်တဲ့အတွက်အဖြေမှန်နံပါတ် 2ဖြစ်မယ် နံပါတ် 45 ကြည့်အောင် 친구가 지난달에 고향으로 돌아갔습니다. 친구는 저에게 냉장고를 주었습니다. 그 냉장고는 커서 좋습니다. တငယ်ချင်းကပြီးခဲ့တဲ့လတော့သူ့ရဲ့မွေးရမြေဇာတိကိုပြန်သွားပြီတဲ့အဲ့တော့ပြီးတော့သူက
ကျွန်တော်ကိုရေခဲတက်တာပေးခဲ့တယ်တဲ့အဲ့ရေခဲတက်တာတဲ့ကြီးတော့ရမ်းမိုက်တယ်ရမ်းကောင်းတယ်တဲ့နော်ဆိုတော့နံပါတ်1ကြည့်အောင် 저는 냉장고를 샀습니다. 저는 얘기했다 왜게봐 뭐부노 땡해진야 비야 두 왜야 뭐부서 너무뜨까 너무 뭐부 저는 이 냉장고가 마음에 듭니다. 저는 디 얘기했다 더 보자 봐요. နော်သူကကြီးလို့ကောင်းတယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါဖြစ်နိုင်နေတာမယ်နောက်ထပ်နှစ်ခုအောင်မှားလားမှန်လားကြည့်အောင်저는 고향에 큰 냉장고가 있습니다. ကျွန်တော်ရဲ့ဇာတိမွေးရမြေမှာတဲ့ရေခဲတက်တာကြီးကြီးရှိပါတယ်တဲ့အဲ့လိုမဟုတ်နေဘူးနော်သူ့ရဲ့ကိုရန်အကြောင်းတစ်ခုမှမပြောထားဘူးNow, 저는 친구에게 냉장고를 주었습니다. 저는 땡예진을 얘기했다 비. 뭐부노? 또 땡예진아 또 얘기했다 비야. 그래서 도도가 피만가 넘버 2. 넘버 46까지 48 하자로 다음을 읽고 중심 생각을 고르십시오. 중심 생각. 서로 발에서 사바이드바이고 팔라이로신 또에 네가 빼지는 메시지가 발에. 알아, 그래서 지양 메인 토픽 뭐, 그래서 저는 극장에 가지 않고 집에서 혼자 영화를 봅니다. 저는 요신 오면도 하베네 에이마 요신 띠아우 돼지 말에 집에서 영화를 보면 누워서 볼 수 있습니다. 에이마 요신 지로신 레비러 지로야래. 그리고 보고 싶은 시간에 볼 수 있습니다. 빈 찌지는 에이마 지로야래. 그러지요. 저는 극장에 자주 갑니다. 또한 요시요. 저는 요시요. 뭐자카나 더 말해. 또 요시요. 뭐더 하고로 표하노. 서로 뭐하네요. 넘어대가. 저는 친구와 영화를 봅니다. 저는 땅에 전에도 요신지 봐요. 또 띄어태지를 표하해. 서로 내래 뭐하고. 저는 극장에서 영화를 봅니다. 저는 요시요마 요신지 봐요. 에라래 뭐하네요. 저는 집에서 영화 보는 것을 좋아합니다. 저는 에이마 요신지야라고 짜이바래. 서로 비만 넘발리. 넘발리사 콘지야. 시간이 없어서 일을 다 하지 못했습니다. 그래서 지연 씨가 저를 도와주었습니다. 저는 지연 씨에게 커피를 사주었습니다. အချိန်မရှိလို့တဲ့ကျွန်တော်အလုပ်တွေအကုန်မလုပ်နိုင်ခဲ့ဘူးအဲ့တော့ဂျီဟွန်ကသူ့ကိုကျွန်တော်ကိုကူညီပေးခဲ့ပါတယ်အကူအညီပေးခဲ့ပါတယ်အားကြောင့်မို့ကျွန်တော်ကဂျီဟွန်ကိုကော်ဖီဝယ်တိုက်ခဲ့ပါတယ်ဂျီဟွန်နံပါတ်1က 저는 일을 많이 합니다 ကျွန်တော်အလုပ်တွေအများကြီးလုပ်ပါတယ်အလုပ်ကိုအချိန်မရှိလို့မလုပ်နိုင်ခဲ့တာဆိုတော့ဒါလည်းမဟုတ်နော်저는 커피를 좋아합니다. 저는 커피 짜이바이. 또 커피 짜임짜이 래 못ပြောထားဘူးဆိုတော့1ကော2ကောကတိတ်ပြီးမဟုတ်နေဘူး 저는 지현 씨가 고마웠습니다. 저는 지현 제주 띠마에. 제주 띠로도 커피 왜 따이타라 로구로로노. 서로 넘어 동안 피나이네. 다음에 써지요. 저는 지현 씨를 도와주었습니다. 아서는 대자와이. 지현 올해 저는 군이게 아마 허부 지현 또 군이라래. 서로 넘어 동안 도에 에피만. 저는 지현 제주 띠마에 소리하. 너? 넘어 48 이번 주말에 제가 좋아하는 가수의 공연이 있습니다. 디드카페이에스니닝리마 저는 짤때 소로의 쇼부에 시발에 저는 2달 전에 표를 미리 샀습니다. 저는 롱게 날라래야 람하고 쪼비로 외타라바 공연을 빨리 보고 싶습니다. 쇼부에 연지진이 바비 차칭은 찌진이 너 냠냠 찌진이 바비. 그래서 넘버 1죠. 저는 표를 사고 싶습니다. 저는 람마 외제 말해. No. 또 롱에는 라야 외하비비. 그래서 넘버 1가 뭐하고 저는 가수가 되고 싶습니다. 저는 소로 피치네. 에라래 뭐하고 저는 공연을 기다리고 있습니다. 저는 쇼부에 싸우니 말해. 다 하우다. 너? 자, 저는 2달 전에 공연을 봤습니다. 저는 비게 롱에는 라 자롱아 농에 날라롱아 쇼부에오 찌게 비바비 소로 뭐하네도 문제야 돼. 소로 넘버 3아 도피만. 너? 공연을 기다리고 있습니다. 쇼부에오 상리바 상면이바 다베 싫어. 너? Okay, let's move on. 넘버 49네 50 하자로 다음을 읽고 물음에 답하십시오. 아빠오 베이타의 사발고 팝비로 미고니오 피바. 지야
제 친구는 그림 그리는 것을 좋아합니다. 저는 등해진아 뻥소야라고 짠했다 말에 그래서 시간이 있을 때마다 종이컵에 그림을 그립니다. 알아 정말로 챙시의 가라인 또 챙야의 가라인 싹구 퀄리티만 보마 뻥소에 말에 그리고 친한 사람들에게 종이컵을 선물합니다. 빈두 얼로 소에 뻥소에 하래 이 싹구 퀄리티고 다카동 싹구 퀄리티고 등해진이요 아노 ရင်းနှီးတဲ့သူတွေကိုအဲ့ဒီခွက်လေးတွေသူလက်ဆောင်ပေးလေးရှိရဲတဲ့ပြီးရင်ကွက်လက်ထဲမှာတို့ဖြည့်ရမယ့်ဟာရှိသေးတယ်ပြီးတော့종이컵은 세상에 하나만 있습니다အဲ့ဒီစက္ကူခွက်လေးတွေကကဘာပေါ်မှာတစ်ခုပဲရှိပါတယ်친구의 종이컵은 참 예쁩니다တကယ်ချင်းအဲ့ဒီစက္ကူခွက်လေးတွေကအရန်လှပါတယ်အဲ့တော့ဒီကွက်လက်ထဲမှာဝင်ရမယ့်ဟာကိုကြည့်ရအောင် 친구가 산 땡해진아 외다래 콱까 여기까지만 듣고 계시에 마하구나 또 뭐 외다 친구가 만든 종이컵은 세상에 하나만 있습니다 땡해진 럭타래 콱까 여기까지만 듣고 계시에 뒤 합치나요 나도 그래 사지야 사람들이 선물한 종이컵은 세상에 하나만 있습니다 루리 레상베레 사구 콱까 노 루리 레상베타 마하구 사람들이 버리는 룰에 hlunpit대ဟာအဲ့ဒါလည်းမဟုတ်ဘူးဆိုတော့တငယ်ချင်းလောက်ထားရဲဆိုရဲနံပါတ်2ကဒီကွက်လက်ထဲမှာဝင်မဲ့ဟာပေါ့နော်이 글의 내용과 같은 것을 고르십시오 그래서 아빠만 그나 팔라이데 장면에 뚜라 유야만 너 그렇지요 친구는 종이로 컵을 만듭니다 땡해진 아래 사연에 퀄리티 럭대 뭐 하고노 럭비다 컵만 더 뻥소야 그래서 이마티가 뭐 친구는 예쁜 종이컵을 받았습니다. 등해진아 연락의 콱클리오 럭한야시게 바래. 뭐하구나? 친구는 친한 사람들과 그림을 그립니다. 등해진아 에이 뚜네 캔의 누리네 아두러과 뻥소에 바래라래 뭐하구나? 친구는 종이컵에 예쁘게 그림을 그립니다. 등해진아 싹구 퀄리버마 뻥리 라라리 소에레 서로 비만가 동설리နံပါတ်51နဲ့52ကကြတော့다음을 읽고 물음에 답하십시오အောက်ပါကိုဖတ်ပြီးတော့ပြီးတာတွေဖြေပါခုနလိုပဲเนาะကြည့်အောင်몇십 년 후에는 자동차가 하늘로 다닐 것입니다. nowနှစ်ပေါင်း10စုနှစ်များစွာကြာတဲ့အခါမှာတဲ့ကားတွေကတဲ့ကောင်းကင်မှာပြန်နေလိမ့်မယ်တဲ့ 그러면 그 자동차를 만드는 사람이 필요합니다. 알로 까변이리 필라 변 신이 보소로신 이 까리고 트윈의 룰이 로아대 그리고 하늘에 자동차가 있으면 하늘에서 일하는 교통 경찰도 있어야 합니다. 아소인 까리야 강님만 마우니에소인 이 강님뭐마 로로니에 디ရဲတွေပေါ့နော်ဟို교통 경찰ဆိုတာမော်တော်ဘီကယ်ပေါ့အဲ့ဒါတွေလည်းရှိနေရမယ်တဲ့ 지금은 인행에 레시니아메 비어 지금은 이런 사람들을 꼴레 없습니다. 아쿠로 럴러제로 엘로루리오 꼴레 메시바우레. 하지만 앞으로는 이런 사람들을 자주 볼 수 있을 것입니다. 다음에 나반소이노 엘로루리오 맞아 가나 뚜이나이노 마와 해서 또 뼈타이 아소인 디 꼴레 테마 하우지야. 지금은 이런 사람들을 꼴레 없습니다. 만날 수 없습니다. မတွေ့နိုင်သေးပါဘူး impossible မရှိသေးကားပြန်အောင်မထွင်ရသေးတော့အဲ့ဒီလူတွေလည်းမရှိသေးဘူးပေါ့နော်ဆိုတော့နံပါတ်1ကအမှန်တိုင်းတော့ထင်နေရဲ့နောက်ဆက်ကြအောင် 보낼 수 없습니다. မပို့နိုင်သေးဘူးတဲ့ 가르칠 수 없습니다. မသင်နိုင်ဘူး 기다릴 수 없습니다. မစောင့်နိုင်ဘူးဆိုတော့နံပါတ်1ကအဖြေမှန်ပေါ့နော် 만날 수 없습니다. မတွေ့နိုင်သေးဘူးအဲ့လိုမျိုးတွေ 무엇에 대한 이야기인지 고르십시오. 다 바장래지야. 미래의 집, 아나가 A. 미래의 직업, 아나가 로가이. 아, 홀라르나? 내가 만든 자동차, 나 트윈하레까. 뭐호. 내가 좋아하는 자동차, 나 짝대까. 뭐호 부스러 남네. 미래의 직업, 나가 실라나이메 로가이.
53 아니 54 뒤하자로 다음을 읽고 물음에 답하십시오. 대답하십시오. 서로 달리 팝이 피야마베 두두베두아. 저는 아침에 일어나서 혼자 운동을 합니다. 저는와 맨나킨 소탑이로 떼약태 아그살로 바래. 운동을 하면 즐겁습니다. 아그살로엔 뼈바래. 그런데 아침에 꼴라 일어나는 것이 힘들어서 가끔 운동을 못합니다. 다음에 맨나킨만 꼴라 타야라가 빈만론로 တခါလေကြာရင်အားကစားမလုပ်ဖြစ်ပါဘူးတဲ့ 그래서 다음 주부터는 저녁에 친구와 같이 운동을 하기로 했습니다. အဲဒါကြောင့်မို့လို့နောက်ဘက်ကစပြီးတော့ညနေပိုင်းမှာတငယ်ချင်းနဲ့အတူတူအားကစားလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တဲ့ 이제 매일 운동을 할 것 같습니다. အခုဆိုရင်တော့နေ့တိုင်းအားကစားလုပ်နိုင်တော့မယ်လို့ထင်ပါတယ်တဲ့ဆိုတော့မေးခွန်းကြည့်အောင် 이 꼴라 테마 태양로 그런데 아침에 많이 일어나는 많이 타라 뭐구나 아침에 잠깐 일어나는 크나리 타라 아침에 늦게 일어나는 것이 힘들어서 낮잠만 타라 뱀만로 나래 홈네요 그런데 아침에 일찍 일어나는 게 힘들어서 서서 타라 소리 하 비만 비마보노 소로도의 비가 넘버 4 이 글의 내용과 같은 것을 고르십시오. 보아하네 뚜레하오 유야메 넘어뜨지요. 이 사람은 저녁에 운동을 했습니다. 또한 연예기만 아가자우 로케바레 뭐부노 맨날키니 로케라. 이 사람은 아침마다 친구를 만납니다. 또한 맨날 따인 땡해지는 뚜이바레 에라레 뭐호. 이 사람은 친구와 운동을 할 것입니다. 또한 땡해지는 두두 아가자 로마바에서 답해나니. 이 사람은 친구와 약속을 하려고 합니다. 또한 땡해진의 그리고의 뷰물로 바래. 그래서 그리야 베이비와도 또 이러면 땡해진의 두루 로로도 마소래 남았던 비만로 유야면. 날구지양. 55ning 56ကလည်းအတူတူပဲမေးထားအောက်ကဖတ်ပြီးတော့တဲ့မေးခွန်းတွေကိုဖြေပါတဲ့ 저는 안경이 여러 개 있습니다. 저는 면만이 나구동고 냐이시에 그래서 그때 다른 안경을 씁니다. 라자물로 또 자기네도 알로며 맞두래 면만이요 그나나 따바에 사람을 처음 만날 때는 부드러운 느낌의 안경을 씁니다. 루레오 쿠마사도의 재미오마 솔루션자로 네네 soft ဖြစ်တဲ့ဟာပေါ့နော်ကိုimpression soft ဖြစ်တဲ့ပုံစံမျိုးမျက်မှန်လေးကိုမျက်နှာကြီးကိုအရင်ခတ်ထန်နေမှာမဟုတ်ဘဲနဲ့နည်းနည်းစိတ်ထားနူးညံ့တဲ့ပုံပေါက်တဲ့မျက်မှန်မျိုးသုံးပါတယ်တဲ့ 운동을 할 때는 가벼운 안경을 씁니다. 아까 달로데 챙자에는 뽀레 면만 가이네 면만 운동 두따바래. 빈꼴라 멋있게 보이고 싶을 때는 유행하는 안경을 씁니다. 네네 마이레 뭐노 라레 봄보진 자로 굿로 트램피니레 면만 가이네 우따바래. 이렇게 안경을 바꿔서 쓰면 기분이 좋아집니다. 알로묘도 면만이요. 텔레 레비로 딸로시엔 네 뼈래 기분이 좋아진다. 그래서 디마 꼴라테마 태야지야. 또 사가자디 비타이. 에라로 시장에 나오자네 사파지만 되었디암나. 운동을 할 때는 가벼운 안경을 씁니다. 그러면 멋있게 보이고 싶을 때는 땀요이베. 에라 소인스로 뭐하고. 그래서 멋있게 보이고 싶을 때는 그래서래만 하고 시장에 나오자네야 따따시리노 시야자로 아가자로인 뽀라 떠네 알아 장물로 소네 마사이노 나가 자네 사자네 그리고 오케이 답변하네요. 그래서 sentence 1, sentence 2, sentence 3 ပြီးနောက်ဆုံးအနေနဲ့ and ဆိုပြီးတော့အဲ့လိုနှစ်ပြီးတော့ဆိုတဲ့ပုံစံမျိုးသုံးထားဖြစ်တဲ့တရားမို့ 그리고 ကမှန်လောက်တယ်နော်ပြီးရင်그러니까 알아 램호 알아 장물로로 도 다자옹로 알아 소인로 알아리야မဟုတ်နေဘူး နံပါတ် 3 그리고 ပြီးတော့
이 글의 내용과 같은 것을 고르십시오. 너무 뜻이야. 저는 안경이 한 개 있습니다. 저는 맘님만 딱 90반 또 맘야이시너. 저는 유행하는 안경이 있습니다. 저는 마 트램핀이래 님만 간시에. 알아ဟုတ်တယ် 다음에 살지요. 저는 운동을 할 때 안경을 안 씁니다. 저는 악달러인 님만 못 그래. 뭐구나. 또 악달러인래 뽀래 님만 돼. 저는 사람을 만날 때 안경을 벗습니다. 저는 루리네드의 가만히만 쳐봐서 뭐하네요. 남만 네 유행하는 안경이 있습니다가 앞이면 뭐노? 오케이. 넘버 59, 58장 다음을 순서대로 맞게 나열한 것을 고르십시오. 라비 CR에 하도 4장 4장 비타에 바비 발라메 소라 엄만비야마노 모든 동물은 잠을 잡니다. 뜰레이산이라야 에이자바레. 에이사자바레. 하지만 개나 고양이는 10시간쯤 잡니다. 다음에 퀘리 짜우니아로 세나이라 니바 에이자레. 말은 하루에 3시간만 자도 괜찮습니다. 니아로 딴니마 똥나이베 에이레야레. 그런데 잠을 자는 시간은 동물마다 다릅니다. 다음에 에이때 아체야 တလိษံတရားဝါတစ်ကောင်နဲ့တစ်ကောင်မတူကြပါဘူးတဲ့ဆိုတော့ဒီမှာကြည့်မယ်ဆိုရှင်စာပိုက်လေးလို့ smooth ဖြစ်ဖို့ဆိုရင်လိษံတွေအားလုံးကတော့အိတ်ကြတယ်ဒါပေမဲ့အိတ်တဲ့အချိန်တွေကတော့တစ်ကောင်နဲ့တစ်ကောင်မတူကြဘူးပြီးတော့မှမြင်းကတစ်နေ့ကို3နာရီပဲအိတ်လဲရတယ်ဒါပေမဲ့ခွေးကြောင်နေရတော့10နာရီလောက်အိတ်တယ်ဆိုပြီးတော့စီတာပို့ပြီးတော့အတိတ်ပဲရှိဆုံးလို့ထင်တယ်နော်အဲ့တော့ဂါရာသာနာခါရာသာနာကနံပါတ်4နော်အဲ့ဒါနည်းနည်းအမြဲတမ်းနည်းနည်းတော့တစ်မျိုးလေးပဲဘယ်ဟာမှန်မှန်တစ်ခါတလေမသိဘူးကွာသိလား넘버 58장 우리 고향에는 딸기가 많이 납니다. 저는 모임님아 사디묘마로 스트로베리 ထွ냐바에 그래서 딸기가 많은 4월에 축제를 합니다. 정말로 스트로베리 ထွ냐의 리라바이마 뽀에러 럭바래. 그리고 맛있는 딸기를 시장보다 싸게 살 수 있습니다.ပြီးတော့အရသာရှိရဲ့စတော်ဘယ်ရီသီးတွေကိုဈေးထဲမှာထက်ပိုပြီးတန်အောင်ဝယ်လို့ရတယ်တဲ့ဒီမှာ이 축제에서는 딸기로 여러 가지 음식을 만들어 볼 수 있습니다. အဲ့ဒီပွဲတော်မှာတဲ့စတော်ဘယ်ရီသီးနဲ့အစားအသောက်အမျိုးစုံကိုလုပ်ကြည့်လို့ရတယ်တဲ့အဲ့ဆိုရင်တော့ဒီဟာကကြတော့သူတို့မျိုးမှာစတော်ဘယ်ရီထွက်များတာတော့အရင်လာမှာပဲပြီးရင်အဲ့လိုအထွက်များတော့အဲ့4လပိုင်းမှာပွဲတော်လုပ်တယ်ဆိုတော့ဒီအပေါ်မှာဂါနာနှစ်ခုကတော့အဲ့တိုင်းပဲဂါနာပဲသွားမယ်အဲ့တော့ဂါနာနဲ့စတဲ့ဟာနံပါတ်1နဲ့2နဲ့2ခုရှိရပါတော့ပြီးရင်အဲ့ပွဲတော်အကြောင်းပြောပြတာနဲ့ပွဲတော်မှာဘာလုပ်လို့ရရဲဆိုတော့တန်းကတ်လိုက်ရင်ကောင်းမယ်အဲ့တော့ရာပေါ့နော်ဆိုတော့ဂါနာရာဒါနံပါတ်2 okay ပြီးတော့မယ်နော်넘버 59, 60 파지야. 라면은 맛있지만 소금이 많이 들어있어서 건강에 나쁩니다. 가쇠뼈가 야라시빔에 쌀이 많이 빠로 짬아이 좀 까마우래. ပြီးတော့ကော့လက်လေးဖောက်ပေးထားတယ်တကြောင်ချင်းစီစားကြောင်တကြောင်ချင်းစီရဲ့နောက်မှာเนาะဆိုတော့ဘယ်ဝက်ကြရဲ့နောက်မှာအောက်မှာပေးထားတဲ့ဝက်ကြကိုထည့်လို့ရမလဲလို့ပြောရမှာဆိုတော့ဒီတိုင်းဆက်ဖတ်ကြည့်လိုက်အောင်မယ်เนาะ라면의 소금은 보통 국물을 만드는 스프에 있습니다. ခောက်ဆွဲပြုတ်ထဲမှာဘယ်စားဘယ်မှာပါလဲဆိုတော့အရသာမှုန့်အထုပ်ထဲမှာပါတာတဲ့အဲ့ဒါဟင်းရည်လုပ်တဲ့အရသာမှုန့်ထုပ်ပေါ့နော်그래도 국물을 먹고 싶으면 스프를 조금만 넣습니다. ဒါပေမဲ့လည်းကိုကအရေခတ်တောက်ချင်တဲ့လူဆိုလို့ရှိရင်ကြတော့အဲ့အရသာမှုန့်နည်းနည်း short ထည့်တာပေါ့ 그리고 라면을 끓일 때 스프를 늦게 넣는 것도 소금을 덜 먹는 또 하나의 방법입니다. ပြီးတော့ခေါင်းဆွဲပြုတ်တဲ့အခါမှာအဲ့ဒီအမှုန့်ကိုအစကတည်းကမထည့်ဘဲနဲ့နောက်မှထည့်တာလေတဲ့
စားတွေပါတယ်အများကြီးမစားအောင်ဖြစ်သွားတယ်ကြည့်ရကွာကြိုထဲလို့ရှင်ရေတွေအငွေ့ပြန်သွားတဲ့အချိန်မှာပို့ပြီးတော့ငံသွားတယ်လीเนาะဆိုတော့ခြကန်ဒီမှာထည့်ရင်ကြတော့နည်းနည်းစားအောင်နည်းနည်းပဲစားပြစ်တယ်ဆိုတဲ့ပုံစံမျိုး다음문장이들어갈 곳을 고르십시오. 에리 가나다라 니야마 디 쿠파비아메 사자옹 태야마 너. 그래서 소금을 적게 먹으려면 라면 국물을 먹지 않는 게 좋습니다. 아자모로 싸는 해외 사전에 소인 에리 카소이뼈 아시우 뭐 떡다 까오네. 서로 알아 베나리마 동웨만래. 카소이뼈가 야다 시베메 쌀이 많이 빠로 짬마이 좀 먹강부. အဲ့ဒါဟုတ်နေပြီအဲ့နားမှာတော့ဝင်လို့မရသေးဘူးလာမြောင်းနဲ့ဆိုကမန်ခောက်ဆက်ပြုတ်ထဲမှာပါတဲ့စားတွေကပုံမှန်ဆိုရင်ဟင်းရည်အတွက်ပါလာတဲ့အဲ့ဒီရတာမှုန်အထုပ်ထဲမှာရှိတာတဲ့အဲ့တော့စားနည်းနည်းပဲစားခြင်းရင်ဒီအဲ့ဒီဟင်းရည်ကိုမတောက်တင်ဘူးဆိုတဲ့ဟာကိုအဲ့မှာထည့်လိုက်မယ်เนาะဆိုတော့နာပေါ့เนาะအဲ့ဂါနာဒါရာမှာနာနေရာမှာထည့်မယ်အဲ့တော့မှသူကအဓိပ္ပာယ်ရှိရလေเนาะဆိုတော့ဖတ်ကြည့်လိုက်ရင်ကိုသိတာတယ်ခောက်ဆွဲပြုတ်ကစားလို့ကောင်းပေမဲ့စားတွေအများကြီးပါနေလို့ကျမတို့မကောင်းဘူးအဲ့တော့ပြီးရင်အဲ့ဒီစားကလည်းသူကဟင်းရည်လောက်တဲ့အရာသာမှုန်ထဲမှာရှိတာအားကြောင့်မို့လို့စားကိုနည်းနည်းပဲစားခြင်းနဲ့ဆိုရင်ဟင်းရည်ကိုမတောက်တာကောင်းတယ်ဒါပေမဲ့လည်းတောက်ချင်သေးတဲ့ပါဆိုရင်လည်းအဲ့ဒီအမှုန့်ကိုနောက်မှထည့်မယ်တဲ့ပြီးရင်အမှုန့်နည်းနည်းပဲထည့်မယ်ပြီးရင်ခောက်ဆွဲပြုတ်တဲ့အခါမှာအဲ့ဒီအမှုန့်ကိုနောက်မှထည့်တာလေစားကိုနည်းနည်းပဲစားတဲ့အဲ့လိုနီလန်းတစ်ခုဖြစ်ပါတယ်တဲ့ဆိုတော့တို့ကအဖြစ်မှန်ကနီ이 글의 내용과 같은 것을 고르십시오. 오빠마별 하이한에 뚜라오 유야면 라면은 건강에 좋은 음식입니다. 카우스뼈가 짜마이도 가운데 싸다 노 마가운 우스러 나머지 뭐 스프를 많이 넣으면 건강에 좋습니다. 아니 야다 먹니 많이 태 짜마이도 가운데 먹어봐우. 많이 태 먹어봐우. 스프를 먼저 넣으면 소금을 많이 먹게 됩니다. 수프사 야다 뭐 진태인 쌀이 많이 쌈이들로ဖြစ်တယ်ဆိုတာဟုတ်တယ်ခုနပြောရဟာနဲ့နောက်ဆုံးတစ်ကြောင်းဖတ်ကြည့်ရင်ပိုသိတာမယ်နော်라면에 소금을 적게 먹는 방법은 한 가지입니다. 카우스뼈စားတဲ့အခါမှာစားနည်းနည်းပဲစားခြင်းလုံးလို့ရတဲ့နီလန်တစ်မျိုးတည်းရှင်မဟုတ်ဘူးနော်သူခုနအပေါ်မှာပြောထားတာအမှုန့်ကိုချိန်ပြီးတော့နည်းနည်းပဲထည့်တဲ့နီလန်ရဲ့အမှုန့်ကိုခြကန်ဒီမှာနောက်မှထည့်တဲ့နီလန်နှစ်ခုရှိရဆိုတော့အဲ့ဒါဆိုရင်တူတဲ့ဟာဆိုတော့နံပါတ်3 super 먼저 넣으면 소금을 많이 먹게 됩니다 ဆိုတဲ့ဟာအပြည့်မှန်ဖြစ်မယ်နော်61, 62 지금은 동전과 지폐를 모두 사용합니다. 쿠키 말어 죄지요 빠산 디 주어고 공론 동뷰자래 하지만 전에는 동전만 사용했습니다. 이노하자로 죄지리베 동게라 종이로 만든 지폐는 쉽게 찢어지고 더러워져서 꼴라 못합니다. 사연에 녹타의 디 빠산이야လွယ်လွယ်ပြဲတတ်တယ်ပြီးရင်လွယ်လွယ်လဲညစ်ပတ်လဲလွယ်တယ်ပြဲလွယ်တယ်အဲ့ဒါကြောင့်မို့လို့ကွက်လက်လုံးလို့မရပါဘူးတဲ့ကွက်လက်မဖြစ်ပါဘူးတို့ကအောက်မှာကြည့်မှသိ그리고 가짜 돈을 만들기도 쉽습니다. ပြီးတော့သူကအတုလဲလောရလွယ်တဲ့ပတ်စံရွက်က그래서 동전보다 지폐를 늦게 사용한 것입니다. အဲဒါကြောင့်မို့လို့ဒီပတ်စံအရွက်ကိုကြွေစည်းတွေထက်နောက်ကြတော့မှနောက်ပိုင်းကြမှာသုံးတာတဲ့ကွက်လက်ထဲမှာဝင်မဲ့ဟာကအိုတဲ့စစ်ကြည့်မို့ထားမိတာအကြာကြီးသုံးလို့မရပါဘူးသူကပြဲလွယ်တယ်ညစ်ပတ်လွယ်တယ်လို့အကြာကြီးသုံးပြုလို့မရပါဘူးအကြာကြီးအသုံးမပြုနိုင်ပါဘူးအဲ့ဒါဟုတ်နေပြီ가끔 내지 못합니다တခါတလေပေးလို့မရပါဘူးထိပ်ပဲမရှိဘူး자주 만들지 못합니다မကြာခဏလုပ်လို့မရပါဘူးအဲ့ဒါလည်းတိတ်ပဲမရှိဘူး계속 나오지 못합니다ဇက်တိုက်မထွက်လာပါဘူးမဟုတ်နော်오래 쓰지 못합니다ဆိုတဲ့ဟာအတိတ်ပဲအရှိဆုံးပဲအဲ့တော့နံပါတ်1ပြီးရင်
이 글의 내용과 같은 것을 고르십시오. 어떤만 뼈라이 한에 뚜라오 유비하면 지폐는 잘 더러워집니다. 빠산 유아대야래 르르구구 녀빨뢰래. 너 녀빨뢰래. 빠산 유아대야 녀빨뢰래. 하우대. 다음에 아우가 하이사 파지오나 옛날에도 지폐를 사용했습니다. 호케 동안 시케 동안에 빠산 유아대 똥게래. 또 아마 하우너 시케 동안 주의집에 똥다. 그래서 마하우 지폐가 동전보다 먼저 나왔습니다. 빠산 유아가 주의지 탑보비 아진ထွက်တာ 아진ထွက်တာ 마하우 너 주의지야 아진 ပြီးတော့မှ 빠산 ဆိုတော့ 마하우 동전은 가짜 돈을 만들기 쉽습니다. ကျွေးစီရတဲ့ပတ်စံကျွေးစီအတုလုပ်ဖို့လွယ်တယ်မဟုတ်နော်ပတ်စံအရွက်ကမှလုံးအတုလုပ်ရတာလွယ်တာအဲ့တော့နံပါတ်1ကတို့ရဲ့အဖြေမှန်63 64 다음을 읽고 물음에 답하십시오. ဒီအောက်မှာပေးထားတာကိုဖတ်ပြီးတော့မေးခွန်းတွေကိုဖြေပေးပါတဲ့သူက email ပို့ထားတာနော်ပြီးတော့ 유학생 농구 대회ဆိုတာခေါင်းစဉ်မှာ 유학생 농구 대회 international ကျောင်းသားတွေရဲ့ basketball ပြိုင်ပွဲဆိုပြီးတော့농구 대회에 참가 신청을 해주셔서 감사합니다. 바스켓볼 ပြိုင်ပွဲအတွက်ရှောက်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပါဝင်မှုရှောက်လွှာတွေသူတို့အစတော့ကောက်ထားလို့နေမှာပေါ့နော်။ပြီးတော့ 이번 주 토요일 오전 10시에 운동장에서 대회가 시작됩니다. ဒီတစ်ပတ်စနေနေ့မနက်10:00နာရီမှာအားကစားကွင်းထဲမှာအားကစားရုံထဲမှာပြိုင်ပွဲစပါမယ်တဲ့။ 경기에 참가하는 선수들은 9시까지 와주시기 바랍니다. ပြိုင်ပွဲမှာပါဝင်ကြမယ့်ဒီအားကစားသမားတွေက9နာရီထိလာကြပါတဲ့။비가 오면 학생회관 옆에 있는 체육관에서 경기를 하겠습니다. မိုးရွာလို့ရှိရင်ကြတော့ဒီကျောင်းသားရေးရာဌာနဘေးမှာရှိတဲ့အားကစားရုံထဲမှာတဲ့နော်ဆိုတော့운동장ကကြတော့အပြင်ဘက်ကွာမြက်ခင်းနေဖိုင်နေအဲ့မှာရှိတာ체육관ကြတော့သူကအားကစားရုံတော့အားကစားရုံသူကရုံထဲမှာ literally ဟိုကအားကစားကွင်းနော်운동장အားကစားကွင်း체육관ကြတော့အားကစားရုံဆိုတော့မိုးရွာရင်ကျောင်းသားရေးရာဌာနဘေးမှာရှိတဲ့အားကစားရုံထဲမှာပြိုင်ပွဲလုပ်ပါမယ်တဲ့그럼 토요일에 뵙겠습니다. ဆိုရင်စနေနေ့တွေ့ကြမယ်နော်학생회장 김유미 올림ဆိုတော့သူကကျောင်းသားခေါင်းဆောင်김유미가 ပို့ထားတာပေါ့နော်유미 씨는 왜 이 글을 썼습니까? 유미가 바로 이 사오 이해하래. 넘버 1. 대회 날짜를 바꾸려고. ပြိုင်ပွဲရက်ကိုပြောင်းမလို့မဟုတ်ဘူးเนาะ 대회 참가 신청을 받으려고 ပြိုင်ပွဲဝင်ဒီလျှောက်လွှာတွေလက်ခံမလို့တဲ့မဟုတ်ဘူး 대회 참가 신청을 취소하려고 ပြိုင်ပွဲဝင်တွေကိုလျှောက်လွှာတွေကို cancel လုပ်မလို့တဲ့အဲ့ဒါလည်းမဟုတ်เนาะ 대회 시간과 장소를 알려주려고 ပြိုင်ပွဲအချိန်နဲ့နေရာကိုအသိပေးမလို့ဆိုတာဟာအပြင်မှန်ပေါ့เนาะ이 글의 내용과 같은 것을 고르십시오. 뭐 안에 뚜라오 유야면 체육관은 운동장 옆에 있습니다. 아가자 영화래 아가자 구인 베이마시래 마호구너 아가자 영화 구나 짱나이야 다나 베이마시라 서로 마호네 비가 오면 농구 대회를 하지 않습니다. 모야에네 바스켓볼 ပြိုင်ပွဲမလုပ်တော့ဘူးလေမဟုတ်နော်မိုးရွာရင်လည်းမိုးလုံလေလုံခွင်းထဲမှာပြန်လုံမှာ농구 대회 참가자는 10시까지 와야 합니다. ပြိုင်ပွဲမှာပါမဲ့သူတွေက10နာရီထိလာရမယ်အဲ့ဒါဟုတ်တယ်날씨가 좋으면 아니다 잠깐만 9시까지 와야 됩니다 ဆိုတော့မဟုတ်နေဘူးเนาะပြိုင်ပွဲ10နာရီကြာမှာ तू က9နာရီထိခေါ်ထားဆိုတော့နံပါတ်3လည်းမဟုတ်ဘူးနံပါတ်4က 날씨가 좋으면 운동장에서 농구 대회를 할 겁니다 ရာသီဥတုကောင်းရင်တော့မိုးလေကင်းလို့ရင်တော့အားကစားကွင်းအပြင်ကွင်းထဲမှာလုံးမှာပါဆိုတာကမှအဖြေမှန်ဖြစ်ပြီเนาะโอเคနံပါတ်65နဲ့66ကကြတော့လေအောက်မှာပေးထားတာကိုဖတ်ပြီးတော့အဖြေဖြေရမှာเนาะ식혜는 한국의 전통 음료수입니다. 식혜 ဆိုတာကိုရီးယားရဲ့ရိုးရာအချိုရည်ဖြစ်ပါတယ်သိလားမသိဘူးဆန်လုံးလေးလည်းပါသမင်းစီလေးနဲ့တကြားရည်အကြည်လိုဟာမျိုးလေးเนาะ
보통 모임이나 잔치에서 꼴락 식혜를 마십니다. 뻔만 소리는 루리 송자의 가묘 뽀에리 lâu 자의 가묘마 루리 lâu 자의 가묘마 식혜로 떡바에 다음에 꼴락 해봐오야 하면 되대요. 이것은 식혜가 소화를 도와주기 때문입니다. 바피룰레소인 알아 발로 떡자레소인 식혜가 사치 폈다고 타고 뷰래. 식혜는 달고 맛있어서 많은 사람들이 좋아합니다. 식혜야 또한 초래 비어야다시야 자무 루리 तरom야 짜이는데 짜래. 시원하게 마시면 더 좋습니다. 이 일리로 비따 보강 말해. 저는 식혜를 만드는 방법이 간단해서 자주 만들어 먹습니다. 저는 식혜 로아니야 연뢰고 요신에를 잠으로 자카나 로비따오데 하지만 만드는데 시간이 오래 걸립니다. 다음에 또 로아라 또 자이 타래 정말ချိန်အများကြီးကြာပါတယ်ကွက်လက်ထဲမှာဝင်မဲ့ဟာကိုကြည့်အောင် 운동을 한 후에အားကစားလုပ်ပြီးတဲ့အချိန်မှာတောက်ကြပါတယ်မဟုတ်ဘူးနော်သူကအစာကြေးတာနော်ဟိုအဲ့ဒါနဲ့မဆိုင်음식을 먹은 후에ဒါဖြစ်နိုင်အစာစားပြီးတဲ့အချိန်မှာတောက်ဘာလို့လဲအစာချေတာကိုအထောက်အကူဖြစ်တဲ့အတွက်ကြောင့်အစာစားပြီးတဲ့အချိန်မှာတောက်တယ်ဆိုတာပို့ပြီးဖြစ်နိုင်နော်ပြီးရင်နောက်တစ်ခုကဘိုးရင်မဲ့ခါကြီးကြောင့်ねပွဲကိုမသွားခင်မဟုတ်ဘူး음료수를 마시기 전에 조이 못倒ခင်မဟုတ်နေနော်ဆိုတော့အဖြေမှန်က음식을 먹은 후에အစာစားပြီးရဲ့အချိန်မှာတောက်ကြတယ်အပွားကနေတူတာရွေးရမယ်식혜는 빨리 만들 수 있습니다တဲ့식혜ကိုမြန်လုပ်လို့ရတယ်မဟုတ်ဘူးနော်သူကအချိန်ကြာကြီးကြာတယ်လို့ပြောရဆိုတော့မဟုတ်식혜는 달아서 사람들이 싫어합니다 식혜가ချိုလို့လူတွေကမကြိုက်ကြဘူးလူတွေကချိုလို့ကြိုက်တာနော်အဲ့ဒါဆိုနှစ်လည်းမဟုတ်식혜는 차갑게 마시면 더 맛있으면အေးလေးတောက်ကောင်းတယ်ဆိုတော့ဒါဖြစ်နိုင်တယ်နော်모임이나 잔치에 가면 식혜를 만듭니다. 뽀에리လူတွေစုဝေးကြတဲ့နေရာတွေသွားရင်식혜ကိုတူတူလောက်ကြမဟုတ်နော်သူကအဲ့မှာတောက်တယ်လို့ပဲပြောတာအဲ့မှာလောက်တယ်လို့မပြောဘူးဆိုတော့အဖြေမှန်နံပါတ်3 식혜는 차갑게 마시면 더 맛있습니다.အေးလေးတောက်ရင်ပိုပြီးရတာရှိပါတယ်ဆိုတာအဖြေမှန်69ကနေ68ကကြတော့လေအဲ့လိုပဲเนาะဖတ်ပြီးတော့ဖြေရမှာ 문제를 풀기 어려울 때는 책상 앞에만 앉아 있지 마십시오. 래. ပု္ပ္ပစာဒီစာလုပ်တဲ့အခါမျိုးเนาะမေးခွန်းတွေပု္ပ္ပစာတွေကခက်ခဲဖြေဖို့ခက်နေတဲ့အခါမျိုးမှာဆိုရင်ねစာကြည့်စပွဲရှိမှာပဲထိုင်မနေပါနဲ့တဲ့ 계속 앉아 있으면 좋은 생각이 꼴락 않습니다. ထိုင်နေလို့ရှိရင်ထောက်လျှောက်ထိုင်နေလို့ရှိရင်idea ကောင်းတွေအကြံဉာဏ်ကောင်းတွေကွက်လက်바부 뭐너 배 테마 밥도 구태야. 그럴 때는 일어나서 걷는 것이 좋습니다. 알로 재미오마 맞다이야 비로 란샤우다 까우마래 걸으려고 꼭 밖으로 꼴라 란샤우에서 위로 떼자바지 알로 앞비엔 받고 꼴라대. 그래서 아까 하이 파지만 돼. 집 안도 좋고အိမ်ထဲမှာလည်းကောင်းတယ်အိမ်ထဲလည်းရတယ်사무실 안도 괜찮습니다. ရုံးထဲမှာလည်းရပါတယ်ဆိုတော့ကွက်လက်ထဲဝင်မဲ့ဟာလေးကြည့်အောင်ခုနကဇက်တက်ကြီးထိုင်နေလို့ထိုင်နေလို့ရှင်အကြံဉာဏ်ကောင်းတွေဆိုပြီးတော့나지 않습니다. 좋은 생각이 나지 않습니다. 다မှန်တယ်နော်အကြံဉာဏ်ကောင်းတွေမထွက်ပါဘူးဆိုတဲ့ဟာဖြစ်နိုင်တယ်많지 않습니다. မများပါဘူး 없어지지 않습니다. မပျောက်သွားပါဘူး 달라지지 않습니다. မပြောင်းလဲသွားပါဘူးဆိုတော့အဖြစ်မှန်idea ကောင်းတွေမထွက်ပါဘူးဆိုတဲ့ဟာ나지 않습니다. ပြီးရင် 걸으려고 꼭 밖으로 꼴라 ဆိုတော့အဲ့လိုလမ်းလျှောက်တာကောင်းတယ်လို့ပြောပြီးလမ်းလျှောက်တယ်ဆိုတဲ့အခါမှာလည်း꼭 밖으로 나가려고 합니다. တေချာပေါက်အပြင်ဘက်ကိုထွက်ပါတယ်အဲ့ဒါမဟုတ်နော်ပြီးရင်나갈 수 있습니다. ထွက်နိုင်ပါတယ်ဒါလည်းမဟုတ်나가지 않아도 됩니다. ဒီဟာလေးကဟုတ်တယ်ဆိုတော့လမ်းလျှောက်တယ်ဆိုတိုင်းလည်းတက်ကြီးအပြင်ကြီးကိုထွက်ရမယ်လို့မဆိုလိုပါဘူးဆိုတဲ့ဟာနော်나가지 않기로 합니다. ဆိုတော့နောက်ဆုံးတစ်ခုကကြာမထွက်တော့ဘူးဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါလည်းမဟုတ်ဘူးနော်ဆိုတော့걸으려고 꼭 밖으로 나가지 않아도 됩니다. ဘာလို့ဆိုတော့နောက်မှာသူကဆက်ပြောထားတယ်အိမ်ထဲလဲရတယ်ရုံးထဲမှာပဲရှောက်လဲရတယ်ဟိုရှောက်ဒီရှောက်အခန်းထဲမှာရှောက်ခိုင်းတာကွာနော်သူမထိုင်နေပြီးရောရပြီ
69, 80 하자로 다음을 읽고 물음에 답하십시오. 우리 가족은 꼴렛 적이 없습니다. 저는 미다주와 말로푸바우 바말로푸레라무디데. 그래서 저는 그동안 할머니께서 노래를 좋아하는 것을 몰랐습니다. 아자무즈노아 디더들 쿠체인디 디와 아파 친서와 짝대서 못디게 바우래. 그런데 어젯밤에 할머니께서 공연 초대장을 주셨습니다. 다음에 뭐냐로 아파 뚜에 쇼보에 페이사우래 삐게 말해. 그 공연에서 할머니가 노래를 하실 것입니다. 에리 보에마 아파 친소마바. 우리 가족은 공연에 가려고 합니다. 저놈이다주와 에리 보에오 또지잠로바 거기서 할머니의 노래를 처음 듣게 될 것입니다. 에이 보에마 아파트 신소라고 보다마우송 짜부마바 저 꼴라테마 외메하가 저놈이다주리 블로푸스로 할머니와 공연을 한 아파네 에두두 쇼부에마 빠웨나 마호네 너마템 하우 할머니와 공연을 본 아파네 두두 쇼부에 찌라래 마호 할머니와 노래를 배운 아파네 두두 ત친 떼나래 마호 할머니의 노래를 들은 적이 없습니다. 아파 ત친 소라고 짜부바부가 앞에만 보나? 이 글의 내용으로 알 수 있는 것은 무엇입니까? 뻔마 뼈뼈의 군나파뼈의 뻔마 무디비로 바리우 띠나이래. 할머니는 노래 부르기를 좋아하십니다. 아파 ત친 소아라 짝대. 알아ဟုတ်တယ်နော်. 또 다음에 알아고 뚜로미다도 마띠니야. 아파 ત친 소아라 짝대ဆိုတာအဖြစ်မှန်ဖြစ်လောက်တယ်နော်. 전에 하이 마에너 다အဖြစ်မှန်ပဲ. 우리 가족은 함께 노래 연습을 했습니다. 저놈이다들 에두두 진찡해 말해 마호바우. 할머니는 가끔 우리를 공연에 초대하십니다. 다카달리 파 저노로 쇼부에 페이바래. 뭐 콩마부터 마우동 페이프라너. 우리 가족은 할머니의 공연을 보러 갔습니다. 저놈이다서 파의 쇼부에 또 지게 바비 마호부너. 지야돼. 그래서 비만 데 호바래. 게 아소이너. topic 1의 매건 하운တစ်ခုကိုဖြည့်ကြည့်ပြီးွားပါပြီကျေးဇူးပါ